သူဖေးတဲ့ငါးလေးကြားမှာပဲ ဒီမှာဝါးဝင်လာပြီ ဘီကနေပေါ်ရထားတယ်ဆိုတော့မသိဘူးရန်ကုန်ဟုတ်တယ်ပေါ်ရထားလားမသိဘီပါဆိုလည်းမသိဘူး တကြွားလေ ဟုတ်တယ်ခေ ဟုတ်လား ဝေါ်စီပြီးတက်တယ်ဆိုတော့ကြောက်တယ်တောက်လို့ကြတယ် ဘောရဟာဘာလို့ရလဲအမအမေမျိုးသူရတော့ဆိုင်